ကြွားရောက်လာကြတော့လူချင်းမင်းများအားလုံးနဲ့လုပ်ဖို့ကင်ပဲများလူနာမိသားစုဝင်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုပါတယ်ကျွန်မကတော့ဒေါက်တာမျိုးစုစာခင်ဖြစ်ပါတယ်ရန်ကုန်ပြည်သူ့ဆေးရုံကြီးရန်ကုန်ထရီယောဂါကုဆေးရုံတစ်ကြီးတွေရဲ့ကျောစင်းနဲ့ပြန်လည်တန်ဆွမ်းရေးထုကူဌာနရဲ့ပါမောက္ခဌာနမှုဖြစ်အခုလက်ရှိမှာတာဝန်ထမ်းဆောင်နေပါတယ်အဲ့တော့ကျွန်မဒီနေ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာတင်ပြခြင်းတာကတော့ကျွန်မတို့ဒီscleroderma ယောဂပေါ့နော်ယောဂရဲ့ဖြစ်လာပြီးပြီဆိုလို့ရှိရင်ထပ်ပြီးတော့နော် function တွေသူ့ရဲ့ daily activities လို့ခေါ်တဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမဆုံးရှုံးအောင်နဲ့ quality of life လို့ခေါ်တဲ့ဘဝရဲ့အရေးအသွေးတွေမြင့်မားဖို့အတွက်ကျမတို့ rehabilitation အနေနဲ့ဘယ်လိုမျိုးလေးတွေလုပ်ပေးနေတယ်ဆိုတာကိုဒါတင်ပြဆွေးနွေးခြင်းဖြစ်ပါတယ်အဲ့တော့ကျမဆွေးနွေးတဲ့အချက်တွေကတော့ scleroderma ယောဂဆိုတာဘာလဲကျမတို့ရဲ့ rehabilitation ရည်ရွယ်ချက်တွေ goals တွေဘာတွေလဲဘယ်လိုမျိုးလူနာတွေကို assessment လို့ခေါ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်တယ်လဲဘယ်လိုကုသမှုတွေပေးတယ်လဲ team work နဲ့ဘယ်လိုတွေလုပ်နေတယ်လဲပြီးရင်လူမှုဘဝအရေးအသွေးတွေမြင့်မားဖို့အတွက်ဘယ်လိုမျိုးအားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေတယ်လဲဆိုတာကိုကျွန်မအနေနဲ့ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီအရေးပြားထူလေးပတ်နာယောဂဆိုတာကတော့ဒါ rare ဖြစ်ပေမဲ့လည်းအခုတော်တော်လေးတွေးရှိရတဲ့ယောဂဖြစ်ပါတယ်ဆရာကြီးဦးချစ်ဆိုလည်းအမိန့်ရှိသွားတယ်လို့ပဲပေါ့နော်ကျွန်တော်တို့ daily practice မှာတွေ့ရပါတယ်သူက vascular system လို့ခေါ်တဲ့သွေးကြောတွေထိပြီးတော့ collagen တွေအများကြီးအရေးပြားမှာရောအတွင်းကနော် organic ကလေးစားတွေမှာရောပုံတဲ့ယောဂဖြစ်တဲ့အတွက်ကျမတို့ကဒါဒီယောဂကိုဂရုဒီဇိုင်းနဲ့ကုသပေးရမယ့်အရေးကြီးယောဂတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင် disfigurement လို့ခေါ်တဲ့ခန္ဓာကိုယ်မှာချိုးရင်းချက်တွေဖြစ်တယ်เนาะပြီးရင်ပုံမှန်လှုပ်ဆောင်နေတဲ့အလုပ်တွေမလုပ်နိုင်တာတွေဖြစ်ပါတယ်တခါတလေကြာရင်လည်းအတွင်း organ တွေကလေးစားတွေထိတဲ့အခါမှာအသက်အန္တရာယ်ဆုံးရှုံးတဲ့အထိပြင်းထန်တဲ့ယောဂမျိုးဖြစ်ပါတယ်ဒါကတော့ classification မှာဒါက scleroderma ကိုခွဲခြားထားတဲ့အကြမ်းမြင် classification တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီလိုယောဂဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးနေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ limitation လို့ခေါ်တဲ့ဟန်တာချက်တွေကန့်သက်ချက်တွေရှိမလဲဆိုတာကိုလေ့လာကြည့်ရအောင်ပါအဲ့တော့ reduce hand function ပေါ့လက်ကလေးတွေဖြစ်တဲ့အတွက်လက်တွေလှုပ်ရှားမှုတွေထိခိုက်မယ်ပြီးရင်မနေ့မိုးလင်းရင်အရာထားမယ်မျက်နှာတက်မယ်เนาะရေချိုးမယ်ဒီလိုကိစ္စတွေမှာလည်းအခက်အခဲတွေရှိလာနိုင်ပါတယ်ပြီးရင်mouth opening ကလည်းခက်လာတာပေါ့ပါးစပ်ဟာရခက်လာတယ်မျက်နှာမှာ collagen တွေအရန်ပုံလို့ရှိရင်ပါးစပ်ဟာရမှာဖြစ်ခက်လာတယ်နောက်ပြီးတော့ exercise tolerance ကလည်းနည်းသွားတယ်ပေါ့နော်အဲ့တော့တုံတယုံလေးလှုပ်ရှားမှုနဲ့ကိုမလှုပ်ရှားနိုင်တော့ဘဲနဲ့เนาะမောတာတွေเนาะ fatigue လို့ခေါ်တဲ့ပင်ပန်းနှွမ်းနေတာတွေဖြစ်နိုင်ပါတယ်သူ့ရဲ့ quality of life ကလည်းเนาะဒီလူနာရဲ့ quality of life ကလည်းလျော့ကျသွားတာကိုဒါတွေ့ရှိရပါတယ်ဒါကပုံမှန်မဟုတ်တဲ့ functional limitations ဆိုခေါ်တဲ့အကန့်အသတ်ကလေးတွေဖြစ်လာတဲ့အချက်တွေပါအဲ့တော့ဒီလိုယောဂမျိုးတွေကိုကျမတို့က rehabilitation ပြန်လည်တန်ဆွမ်းရေးမှာတော့เนาะ international classification of functioning ဆိုပြီးတော့ကျမတို့ ICF model လေးနဲ့ဒါထည့်ထားပါတယ်ဒါအကြမ်းမြင့်ပေါ့เนาะအကြမ်းမြင့်ထည့်ထားတယ်အဲ့တော့လူနာတစ်ယောက်နဲ့တစ်ယောက်ကတော့ ICF model မှာပါဝင်ပတ်သက်မှုတွေကနည်းငယ်ကွဲပြားမှာဖြစ်ပါတယ်ဒါကတော့ skin fibrosis ဖြစ်တဲ့ joint stiffness တွေလူနာခံစားနေရတဲ့အချက်တွေကိုကျမတို့ဒီမှာ body functions and structure ဆိုတာကိုထည့်သွင်းစဉ်းစားပါတယ်ပြီးရင်တစ်ဆက်တည်းမှာ activities တွေဘာတွေ limited ဖြစ်နေသလဲဘာတွေမလုပ်နိုင်ဘူးလဲမလုပ်နိုင်တဲ့အတွက်เนาะလူမှုဘဝတွေမှာ participation လို့ခေါ်တဲ့ဝင်ဆက်မှုတွေမဖြစ်နိုင်တော့ဘူးအဲ့အတွက်ဘယ်လိုမျိုးတွေဝင်ဆက်မှုတွေမှာထိခိုက်နေသလဲပြီးတော့သူ့ကိုလွှမ်းမိုးနေတဲ့เนาะပတ်ဝန်းကျင်ရဲ့ချက်လက်တွေကိုလည်းကျမတို့ထည့်သွင်းစဉ်းစားပါတယ် personal factors လို့ခေါ်တဲ့အသက်တို့เนาะနောက်ပြီးတော့ယောက်ျားလားမိန်းမလားဘယ်လောက်ကြာကြာဖြစ်နေပြီလဲဒီ patient ကစိတ်သက်ကြနေသလားနော် motivation ကောင်းသလားဒါတွေပေါ်မူတည်ပြီးတော့ဒီ model လေးတွေကိုထည့်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့ပြန်လည်တန်ဆွမ်းရေးဆရာဝန်တွေပြန်လည်တန်ဆွမ်းရေးပုံကိုယ်တွေအနေနဲ့ကုသပေးတဲ့သူတွေအနေနဲ့ဘာတွေကိုဖြည့်ရှင်းပေးရမလဲဆိုတာကိုလူနာတစ်ယောက်ချင်းစီအတွက်ကိုစဉ်းစားပေးပြီးတော့အမြန်ဆုံးနဲ့အထိရောက်ဆုံးဖြည့်ရှင်းပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ rehabilitation assessment အနေနဲ့ကတော့ကျမတို့တွေmodified Rodnan skin score နဲ့ကျမတို့စမ်းပါတယ်အဲ့စမ်းတဲ့အခါမှာတော့သူကဒီ score က overall disease activity လို့ခေါ်တဲ့ယောဂါကိုခြုံငုံပြီးတော့စမ်းသပ်နိုင်ပါတယ်အဲ့တော့သူက0 to 3 grading scale ရှိပါတယ် grade 0ဆိုရင်ဒါက normal ပဲပေါ့နော် normal skin ပဲ grade 1ဆိုရင် mild thickness လေးရှိမယ် grade 2ဆိုရင် moderate thickness တော်တော်ထူလာမယ် grade 3ဆိုလို့ရှိရင်အဆင့်3ဆိုလို့ရှိရင်တော့တော်တော်ကြီးထူလာမယ် rigid skin cannot be dented ပေါ့နော် now
scoring နဲ့ interpretation ကြတော့သူက18 area ပေါ့17 areas မှာ assess လုပ်တဲ့အတွက်သူက maximum 51 point ရတာပေါ့နော်အဲ့ဒီ score ကဒီ higher score ဖြစ်တယ်ဆိုလို့ရှိရင် internal organ complication တွေဖြစ်ဖို့အတွက်เนาะကလေးစားတွေအတွင်းကเนาะအသေးတွေအဆုတ်တွေเนาะအထူးသဖြင့်အဆုတ်နဲ့ကြောက်ကတ်တွေပေါ့เนาะ organ complication တွေဖြစ်ဖို့အတွက်နောက်ဆက်တွဲပြဿနာတွေဖြစ်ဖို့အတွက်ဒါအရေးကြီးတယ်ဆိုတာကိုဖော်ပြနေပါတယ်ဒါပေမဲ့ဒီ score တိုင်းတဲ့အခါမှာတော့တယောက်ထဲရပဲဒီ patient ကိုဇက်တိုက်တိုင်းသွားနိုင်ရင်တော့ပေါ့နော်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒါလေးကဒါအတူချုပ်ပေါ့နော်ဒါပဲနေရာတွေမှာတိုင်းတယ်လဲဆိုတဲ့ဟာလေးတင်ပြထားခြင်းဖြစ်ပါတယ်ဒါတိုင်းနည်းလေးပေါ့နော်အဲ့တော့ဒါဆိုရင် fine wrinkles နည်းနည်းလေးတွန့်နေမယ်ကိုယ့်အကိုယ်လေးတိုင်းလို့ရပါတယ်အရန်လွယ်ပါတယ်နော်ဒါဆိုရင်နည်းနည်းလေးတွန့်တာလေးနည်းသွားပြီဒါဆိုတော်တော်နည်းသွားပြီဒီမှာကျတော့ rigid ဖြစ်သွားပြီပေါ့နော် rigid ဖြစ်သွားပြီဆိုမာခဲနေပြီပေါ့ဒါလေးကစမ်းသပ်နေပါနောက်တစ်ခုက rehabilitation မှာတော့ range of motion လို့ခေါ်တဲ့အစစ်တွေကဘလောက်နော်ဘလောက် degree တွေရှိတယ်လဲဥပမာဒရောင်စစ်ဆိုလို့ရှိရင်အပြည့်ကွေးနိုင်သလားနည်းနည်းပဲကွေးနိုင်သလားဘလောက်ကွေးနိုင်လဲလက်ဆိုရင်လည်းဘလောက်အကွေးဆက်နေလုံနိုင်တယ်လဲဆိုတာကိုစမ်းသပ်ပါတယ်အဲ့ဒါတော့ goniometric mapping လို့ခေါ်ပါတယ်အဲ့တော့ goniometer လို့ခေါ်တဲ့နော်ကရိယာလေးနဲ့ကျမတို့တွေဘလောက်ထိလက်တွေ involvement ပေါ့နော်ပါဝင်ပတ်သက်နေလဲဆိုတာကိုတိုင်းပါတယ်နောက် active range of motion ကကြတော့ကျမတို့shoulder abduction နဲ့ hip extension ပေါ့အရေးကြီးတဲ့ joint တွေဖြစ်တဲ့ shoulder ကြပခုံးပေါ့ပခုံးကကြနေ့စဉ်လှုပ်ရှားမှုတွေမှာမပါရင်မဖြစ်เนาะ hip joint ဆိုတာတင်ပဆုံ joint ပေါ့အဲ့အစစ်တွေကကြတော့နေ့စဉ်လှုပ်ရှားနေတဲ့ daily activities တွေမှာမပါရင်မဖြစ်ဆိုတော့ active range of motion တွေလည်းကျမတို့တိုင်းပါတယ် kinematic range of motion ဆိုတာတော့ကျမတို့လှုပ်ရှားနေတဲ့နော်အနေထားမှာတိုင်းတာခြင်းဖြစ်ပါတယ်အဲ့တော့ dynamic joint movement တွေကိုကျမတို့တိုင်းတယ် velocity တွေတိုင်းတယ် angular rotation တွေတိုင်းတယ်အဲ့တော့ဒီလိုမျိုးတိုင်းတာတဲ့အခါမှာတကယ်တမ်းကတေချာကုပဲဆိုရင် facility လည်းရှိမယ်ဆိုရင် laboratory analysis တွေလုပ်ရတာပေါ့ gait analysis machine ကြီးတွေနဲ့ camera တွေထိုးထားပြီးတော့မှ video ရိုက်ထားပြီးတော့မှ analysis လုပ်ရတာပေါ့အဲ့လိုရိုက်ထားပြီးတော့မှဒီ patient ကတော့ဒီနေရာမှာအားနည်းနေတယ်တရားကိုပြန်လုပ်ပေးရမယ်ဆိုတာလေးကိုတည်တည်ချာချာကုသပေးလို့ရပါတယ်နောက် clinic တွေကြတော့ဒီလို gait analysis ကြီးပေါ့နော်လမ်းလျှောက်တာတွေကိုကြည့်လို့မရတဲ့အတွက်เนาะstandardized dynamic test တွေကိုကျမတို့လုပ်ရပါတယ်အဲ့တော့ time stand test တွေလုပ်ပါတယ်အဲ့တော့ဘယ်လောက်ကြာပေါ့နော်to stand up and sit down ဘယ်လောက်ကြာလုပ်နိုင်တယ်လဲဆိုတဲ့ဟာ repeatedly တိုင်းထားတဲ့ method ဖြစ်ပါတယ်အဲ့တော့ significantly prolonged times ပေါ့နော်သူကကြာတယ်မတ်တရက်ဖို့လဲကြာတယ်ထိုင်ဖို့လဲကြာတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့lower limb လို့ခေါ်တဲ့ခြေထောက်တွေကတင်းနေတဲ့အတွက်เนาะသူက muscle endurance တွေကလည်းရော့ကျနေတယ် muscle ကြွက်သားတွေကလည်းအားနည်းနေတာဖြစ်တဲ့အတွက်သူကပုံမှန်လူတွေလိုမဟုတ်ဘဲနဲ့เนาะချိန်တော်တော်လေးယူပြီးမှထိုင်ထားတယ်လုပ်ရတဲ့test တစ်ခုဖြစ်ပါတယ်နောက်တစ်ခါကျတော့ gait ပေါ့ gait ကတော့ဘယ်လိုလမ်းလျှောက်တယ်လဲဆိုတာကိုကြည့်ပါတယ်အဲ့တော့လမ်းလျှောက်တာကြည့်ရကျမတို့က pelvis နဲ့ hip ကိုအဓိကကြည့်တာပေါ့နော် lower limb ကိုအဲ့တော့ဒီလိုမျိုး gait pattern တွေမမှန်ဘူးလမ်းလျှောက်တာမမှန်ဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်မှာမလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်ပြီးတော့နော်ခါနာတာတို့နော်ခြေထောက်တွေနာတာတို့ဖြစ်တဲ့အတွက်ဒီလို patient မျိုးတွေကိုကျမတို့ကဒါသူ့ရဲ့လမ်းလျှောက်ပုံလမ်းလျှောက်တွေကိုအသေးစိတ်ကြည့်ရှုရပါတယ်နောက် posture ဆိုတာတော့အနေထားပေါ့နော်ကိုင်းနေသလားကုန်းနေသလားနော်ဒီလို posture ကိုကြည့်ပြီးတော့မှကျမတို့ကလိုအပ်ရင်เนาะလိုအပ်တယ်လို့ကုသမှုတွေပေးရပါတယ်။ဘာကြောင့်လဲဆိုတော့ kyphosis လို့ခေါ်တဲ့ဒီလိုကွေးလေးဖြစ်သွားတယ်ဆိုရင် chest expansion လို့ခေါ်တဲ့အဆုတ်ကပြည့်ဝเนาะexpand မလုပ်နိုင်ဘူးပေါ့เนาะလေတွေနဲ့မဖောင်းနိုင်ဘူးအဲ့ဒီအတွက် oxygenation တွေကျမယ်အဲ့တော့ယောဂါတွေပို့ပြီးတော့စိုးနိုင်ပါတယ်အဲ့တော့အခုလက်ရှိ what ထဲမှာဆရာမကြီးဒေါ်ချိုမာလွင်တို့ဆီက patient တယောက်တက်နေပါတယ်သူဆို kyphosis လေးနဲ့เนาะ knee contracture လေးတွေနဲ့ဒါမျိုးလေးတွေရှိတော့ကျမတို့ကတတ်နိုင်သေးလေrehabilitation ကုထုံးနေနဲ့ကုသပေးလျက်ရှိပါတယ်နောက် microstomia ကတော့ဒါပါးစပ်ကိုအကျယ်ကိုတိုင်းတာပေါ့နော်ဘယ်လောက်ထိစိုးနေတယ်လဲသူက 80% of patients မှာဒီနှာခမ်းလေးသေးနေတယ် mouth ကသေးနေတယ်ဆိုတာလေးကိုတွေ့ရှိရပါတယ်အဲ့တော့သွားနှစ်ခုပေါ့အပေါ်သွားနဲ့အောက်သွားနဲ့တိုင်းတယ်သူက less than 50 mm ဆိုလို့ရှိရင်เนาะဒီ test ကเนาะ microstomia ရှိတယ်လို့ပြောပါတယ် incisor distance ကိုတိုင်းတယ်လို့ပြောပါတယ်เนาะအဲ့တော့ဒီ condition ကတော့ quality of life ကိုတော်တော်လေး short ချပေးတာပေါ့။ဘာကြောင့်လဲဆိုတော့ nutritional problem လို့ခေါ်တဲ့အာဟာရဆိုင်ရာပြဿနာတွေသူမှနောက်ဆက်တွဲတွေအများကြီးရှိလာနိုင်တာပေါ့နော်။တစ်ဆက်တည်းမှာပဲပါးစပ်အတွင်းတန်ရှင်းရေးရလည်းထိခိုက်နိုင်တာဖြစ်တဲ့အတွက်နော်။အဲ့တော့ dental caries တွေလို့သွားပိုးစားတာတွေမကဘဲနဲ့တခြားပြင်းထန်တဲ့နော်သွားနဲ့ကြွေရောဂါတွေဖြစ်လာနိုင်ပါတယ်။
အဲ့တော့ဒီတိုင်းတဲ့အခါမှာတော့သူ့ပါဇက်ကဟာနိုင်သလောက်ဟာပြီးတော့မှ distance ကိုကွာဝေးလေးကိုပေရန်လေးနဲ့တိုင်းပါတယ်မီလီမီတာနဲ့တိုင်းရင်ပိုတိကျပါတယ်ဒါလေးကဘယ်လိုတိုင်းသလဲဆိုတာပါ patient မှာဘယ်လိုတိုင်းသလဲဆိုတော့လွယ်လေးပါဒါလည်းတိုင်းလို့ရပါတယ်နော် vascular baseline assessment ကတော့ကျမတို့မေးမှာပေါ့နော်အဲ့တော့ frequent Raynaud's phenomenon ဆိုရင်ကျမတို့ငယ်ငယ်ကမှတ်ထားတဲ့ဖြူပြာနေပေါ့နော်ဖြူသွားမယ်သွေးမရှောက်ဘူးပြာလာမယ်ပြီးရင်နီလာမယ်နော်အဲ့တော့ဒီလိုမျိုးက frequency ဘယ်လောက်ဖြစ်နေသလဲဘယ်နှခေါက်လောက်ဖြစ်သလဲနော် severity ဘယ်လောက်ဆိုးသလဲနော်အဲ့တော့ specific triggers တွေတရားကိုဖြစ်စေနိုင်တဲ့ cause တွေကဘာတွေလဲရေကိုင်းဖြစ်တာလားနော်အေးရင်ဖြစ်တာလားဒါမျိုးလေးတွေနဲ့ကျမတို့ assessment လုပ်ပါတယ် hand grip strength ကကြတော့လက်အားတွေပေါ့ဘယ်လောက်ကောင်းသလဲဒီခါလေးကျရင်လက်အားတွေကမကောင်းတဲ့အခါမှာเนาะကြွက်သားတွေအားမကောင်းတာရှိတယ်เนาะပိန်းကြောင့်နာတာကြောင့်เนาะလက်အားတွေမကောင်းတာရှိတယ်ဒီလိုလက်အားတွေမကောင်းဘူးဆိုရင်သူ့ရဲ့เนาะနေ့စဉ်ဆောင်တာလုပ်ငန်းဆောင်တာတွေမှာအခက်အခဲရှိနိုင်ပါတယ်ဒါကတော့เนาะ German dynamometry လို့ခေါ်တဲ့เนาะဒါဒီလို set ကလေးနဲ့ပေါ့เนาะညှစ်အားလေးကိုတိုင်းပါတယ်တခြား set ကလေးတွေလည်းရှိပါတယ်เนาะဒါကတော့အသုံးများတဲ့ဟာပေါ့เนาะဒါက daily activity တွေမှာ functional impairment တွေဘယ်လောက်ရှိသလဲဆိုတာကို assess လုပ်ခြင်းဖြစ်ပါတယ်အဲ့တော့ဒါလေးက testing procedure လေးကတော့သူ့ကိုကင်ခိုင်းထားမယ်လွယ်လေးပါเนาะကင်ထိုင်ခိုင်းမယ်လက်ကို neutral position ပေါ့เนาะထားပြီးတော့နောက်စက္ကန့်အနေငယ်ညှစ်ခိုင်းပြီးတော့เนาะသူကိုဘယ်လောက်ညှစ်နိုင်တယ်လဲဆိုတာကိုတိုင်းပါတယ်အဲ့တော့ဒီဟာက lower grip strength ကဘာနဲ့indicate ဖြစ်နေတယ်လဲဆိုလို့ရှိရင် lower grip strength ဆိုတာတိတ်ညှစ်အားမကောင်းဘူးဆိုလို့ရှိရင် contracture တွေများနိုင်တယ်เนาะ pain related ပေါ့เนาะနာလို့မလှုပ်နိုင်တာတွေများတယ်ဆိုတာကိုလွယ်တကူဒီလိုမျိုးစမ်းလိုက်ခြင်းအပြင်သိတာပါတယ်ဒါလေးက6 minute walk test တွေကတော့ cardiopulmonary status ပေါ့သူရဲ့ endurance တွေဘယ်လောက်ရှိသလဲဆိုတာလေးကို6 minute လမ်းလျှောက်ပြီးတော့စမ်းသပ်လို့ရပါတယ်နောက်ကျမတို့ရဲ့ rehab management မှာတော့principle တွေရှိတာပေါ့နော်ဘယ် management မဆိုဘယ်ဌာနမဆိုကုသတဲ့အခါမှာ principle တွေရှိပါတယ်ကျမတို့ရဲ့ rehab principle ပေါ့နော်ဥပဒေသားတွေကတော့သူက early intervention ပေါ့နော်အဲ့တော့တိချင်းစောစီစီကုရဲဆိုလို့ရှိရင်နော်ခန္ဓာကိုယ်ရဲ့ချွတ်ယွင်းမှုတွေကိုနော်အတော်အတန်တားဆီးနိုင်မှာဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်တော်တော်လေးrehabilitation treatment ပေးလိုက်လို့အဆင်ပြေသွားတာတွေလည်းရှိပါတယ်နောက် individualized program ကျမတို့ကဆွဲရပါတယ်လူနာတွေအားလုံးကဒီယောဂါပဲဆိုပြီးတော့ဒီလိုမျိုးဘုံထုတ်လို့မရဘူးပေါ့နော်ဒီလူနာမှာဘာပိုးဖြစ်နေလဲဒီလူနာမှာဘယ်ပိုးရှင်းကကုသဖို့ပို့လို့နေတယ်လဲဆိုတာကိုအသေးချာ assessment လုပ်ပြီးတော့မှ individualized rehabilitation program ကိုတည်ချာဆွဲပြီးတော့ကုသပေးရပါတယ်နောက် multidisciplinary team approach ပေါ့နော်ကျမတို့တယောက်တည်းတွေကုလို့မရပါဘူးဆရာဝန်တယောက်တည်းကုလို့မရဘူးကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားပြီးတော့မှကျမတို့က multidisciplinary team approach နဲ့ကုရပါတယ်နောက် phase based treatment ပေးရပါတယ်เนาะ admetus phase မှာဘာတွေလုပ်မလဲเนาะပြီးရင် contracture phase တွေမှာဘာတွေလုပ်မလဲเนาะ sclerotic phase တွေမှာဘာတွေလုပ်မလဲဒီလိုမျိုးလေးတွေနဲ့ exercise လေးတွေက phase ချင်းပေါ့เนาะဖြစ်ပွားပုံအခြေအနေချင်းမှာအချိန်ချင်းတွေမတူတဲ့အတွက်เนาะလိုအပ်တယ်လို့ကုသပေးရခြင်းဖြစ်ပါတယ်နောက် patient education ကပေးရပါတယ်เนาะဒီလိုလူနာတွေကိုကျမတို့တွေကဒီလိုမျိုးလေ့ကျင့်ခန်းတွေရဲ့ကောင်းတဲ့အချက်တွေခါလေကျရင်လူနာတွေကလေ့ကျင့်ခန်းလုပ်တာကောင်းတယ်ဆိုပြီးတော့လေအချိန်100တွေ200တွေလုပ်ပြီးနာပြီးတော့ရောက်လာတဲ့လူနာတွေလည်းရှိတဲ့အတွက်တည်ချာကျမတို့ကhealth education လို့ခေါ်တဲ့ပညာကျန်းမာရေးဗဟုသုတတွေကိုပေးရပါတယ်နောက်တစ်ခုက self management program လေးတွေကျမတို့ကဆွဲပေးရပါတယ်အဲ့လိုမှသူတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုနေ့စဉ်လွတ်လပ်เนาะအမိခိုကင်းနဲ့လုပ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့ rehabilitation ရဲ့ goal တွေကကြတော့သူတို့ရဲ့ဒီလိုလူနာလေးတွေရဲ့အစစ်တွေကိုမခိုင်သွားအောင်ပေါ့နော် joint mobility တွေကောင်းအောင်လို့ကျမတို့လုပ်ပေးပါတယ်နောက်တစ်ခုက contracture တွေပေါ့နော် contracture ဆိုတာကွေးသွားတာတောင်းတယုံဆိုလို့ရှိရင်လုပ်လို့ရပါမယ်နှစ်ချီပြီးတော့နှစ်နဲ့အထက်ဆိုလို့ရှိရင်တော့ကျမတို့ကွေးသွားတဲ့เนาะလက်တွေခြေထောက်တွေကိုပြန်ဆက်မှုကအင်မတန်ခက်ပါတယ်အဲ့တော့ဒီလိုမဖြစ်ခင်ကနေပြီးတော့ကြိုတင်ကာကွယ်ပြီးတော့ contracture တွေလို့ခေါ်တဲ့ကွေးသွားခြင်းတွေကိုမဖြစ်အောင်ကြိုတင်ကာကွယ်ပေးပါတယ်နောက် improve function ပေါ့သူ့ရဲ့လုပ်ငန်းဆောင်တာတွေနေ့စဉ်အလုပ်ထဲမှာဖြစ်စေအိမ်မှာဖြစ်စေသူ့ရဲ့ function တွေကောင်းအောင်လို့เนาะကျမတို့ဆောင်ရွက်ပေးပါတယ် cardiopulmonary endurance ကကြတော့ချို့လူနာတွေကကြတော့နည်းနည်းလေးလမ်းလျှောက်တာနဲ့မောတယ်အဲ့လိုမျိုးတွေမဖြစ်အောင်ပေါ့ကျမတို့ကလေ့ကျင့်ပေးပါတယ် exercise program တွေနဲ့နောက် pain ကလည်းရှိတဲ့အတွက်ချို့လူနာတွေမှာရှိတဲ့အတွက် pain နဲ့ fatigue ကိုလည်း combat လုပ်ဖို့ပေါ့เนาะပြန်နေပြီးတော့ကုစားဖို့အတွက်ကျမတို့ရည်ရွယ်ပြီးတော့လုပ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ quality of life ပေါ့နော်သူတို့ရဲ့ဘဝအရေးသွေးတွေမြင့်မားဖို့အတွက်ကျမတို့တွေအားလုံးကရ
ရည်မှန်းပြီးတော့ဒီလိုမျိုးရည်ရွယ်ချက်ကလေးတွေနဲ့ချမှတ်ပြီးတော့ကျမတို့ရဲ့ပြန်လည်တန်ဆွမ်းရေးကုသချက်တွေကိုပေးခြင်းဖြစ်ပါတယ်အဲ့တော့အဓိကကျမတို့ပေးတဲ့ဘာတွေလုပ်နေသလဲပေါ့နော်အဲ့တော့ကျမတို့ဌာနတွေမှာဘာတွေလုပ်နေသလဲဆိုရင် exercise therapy ပေးပါတယ်နော် exercise တွေပေးတဲ့အခါမှာလက်ကလေးတွေကို hand exercise တွေ leg exercise တွေပေးတယ်ပြီးရင် orofacial exercise ပေါ့နော်မျက်နှာလေးကျဉ်းကန်းတွေပေးတယ် swallowing exercise ပေါ့နော် swallowing problem တွေကလည်းဒီ patient တွေမှာရှိတော့အစာရည်မျိုးပြုံပြဿနာတွေရရှိတော့လေဒီလိုမျိုးတွေမျိုးမချနိုင်တဲ့ကိစ္စတွေမှာကျမတို့ exercise လေးတွေသင်ပေးပါတယ်နောက် breathing exercises တွေပေါ့နော် interstitial lung disease တွေမဖြစ်ဖို့เนาะဖြစ်ရင်လည်းသူ cope လုပ်နိုင်ဖို့ပေါ့နော်ရင်ဆိုင်ဖြည့်ရှင်းနိုင်ဖို့အတွက် breathing exercise တွေကျမတို့ပေးပါတယ် aerobic exercise တွေကတော့ကျမတို့ပေးတဲ့ oxygen ကိုအသုံးပြုပြီးတော့ large muscle group တွေကိုအသုံးပြီးတော့ exercise တွေလုပ်ပါတယ်အလွယ်တကူလည်းလုပ်လို့ရပါတယ်နောက် resistant exercise ကတော့ပညာရှင်နဲ့ပဲလုပ်ရတဲ့ exercise တွေဖြစ်ပါတယ်အဲ့တော့ resistant exercise ကကျမတို့theraband တွေเนาะ set တွေနဲ့သုံးပြီးတော့လိုအပ်ရင်ပေါ့เนาะတချို့ patient တွေမှာပဲသုံးနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ set တွေနဲ့သုံးတဲ့အခါမှာအန္တရာယ်ရှိတဲ့အတွက်ကျမတို့ကတတ်နိုင်သရွေ့ပေါ့เนาะresistant exercise တွေကိုသတိထားပြီးပေးပါတယ်နောက် flexibility နဲ့ posture လို့ခေါ်တဲ့ပျော့ပြောင်းမှုနဲ့ခန္ဓာကိုယ်ရဲ့အနေအထားတွေကိုကျမတို့ကကုပေးပါတယ်နောက်က occupational therapy လို့ခေါ်တဲ့သူတို့ရဲ့လက်ကလေးတွေမှာဘယ်လိုမျိုးလှုပ်ရှားတာတွေပြန်ကောင်းအောင်လုပ်ပေးနိုင်မလဲဆိုတဲ့ကုသချက်နဲ့လည်းကုပါတယ်နောက်တစ်ခုကကြတော့เนาะ physical modalities လို့ခေါ်တဲ့เนาะဒါကုထုံးတွေကိုသုံးပြီးတော့ paraffin bath တွေစက်ကလေးတွေ laser therapy ပေးတယ် ultrasound therapy ကျမတို့ပေးပါတယ်နောက် alternative technique အနေနဲ့ train လုပ်ထားတဲ့ physiotherapist တွေအနေနဲ့ manual lymphatic drainage တွေလုပ်ပေးတယ် skin and vascular management တွေကိုကျမတို့ပေးပါတယ်ဒါကကျမတို့အကျော်စင်းနဲ့ပြန်လည်တန်ဆွမ်းရေးဌာနမှာကုသပေးနေတဲ့เนาะဒါကုထုံးနေဖြစ်ပါတယ်အဲ့တော့ exercise therapy ကတော့အရင်တုန်းကတော့ကျမတို့ငယ်ငယ်တွေကကြားဘူးတယ်တခုခုနားတယ်ဆိုလို့ရှိရင်မလှုပ်နဲ့เนาะငြိမ်ငြိမ်နေပိုဆိုးမယ်ပေါ့အခုကတော့အဲ့လိုခေတ်เนาะတဖြည်းဖြည်းပြောင်းလာတာပေါ့ paradigm shift ဖြစ်လာတာပေါ့เนาะအဲ့တော့တတ်နိုင်သေးတွေလေမနာဘဲနဲ့เนาะ within the pain limit ပေါ့เนาะမနာတဲ့အတိုင်းအတာတွေမှာလှုပ်ရှားမယ်ဆိုလို့ရှိရင်เนาะ contracture တွေကိုမဖြစ်တော့ဘူးเนาะလက်တွေခြေတွေမကွေးကောက်တော့ဘူးเนาะပြီး microvascular perfusion တွေကိုကြွက်သားတွေလှုပ်ရှားမှုလုပ်တယ်ဆိုရင်သွေးလည်ပတ်မှုတွေပိုကောင်းလာတယ်ဆိုပြီးတော့ယူဆတဲ့အတွက် therapeutic exercise ပေါ့เนาะဆေးပေးသလိုပဲ exercise program တွေကိုတည်တည်ချာချာမမှားအောင်လို့ရွေးပေးရပါတယ်အဲ့တော့လက်လက်ကျင့်ခန်းလေးတွေဘယ်လိုလုပ်မလဲပေါ့เนาะလက်လက်ကျင့်ခန်းလေးတွေကကျမတို့ကเนาะသူ့ရဲ့ range of motion တွေကိုเนาะအပြည့်အဝရဖို့အတွက်လေ့ကျင့်ပေးတယ် contracture တွေကွေးကောက်နေတာမျိုးတွေမဖြစ်အောင်ချို့ဆိုလက်ကလေးတွေကကွေးကောက်လာတာပေါ့เนาะအဲ့လိုမျိုးလေးတွေမဖြစ်အောင်ကျမတို့လေ့ကျင့်ပေးတယ်သူရဲ့ daily activities တွေကောင်းအောင်လေ့ကျင့်ပေးတယ်အနာသက်သာအောင်လေ့ကျင့်ပေးတာပေါ့နော်အဲ့တော့ phases of intervention တွေအနေနဲ့ early intimated space ပေါ့ရောင်နေတဲ့လက်ရောင်နေတဲ့အခြေအနေမှာလည်းပေးလို့ရပါတယ်နောက်ပြီးတော့မာခဲလာတဲ့တဖြည်းဖြည်းမာခဲလာတဲ့အခြေအနေကောက်ကွေးနေတဲ့အခြေအနေတွေမှာလည်းပေးလို့ရပါတယ်နော်အဲ့တော့ early phase မှာဆိုလို့ရှိရင်လူနာကို patient education ပေးမယ် edema control measures တွေပေးမယ်เนาะ gentle လို့သုံးထားပါတယ်ဖြည်းဖြည်းပဲလုပ်လို့ရပါတယ်เนาะအဲ့မှာအရန်ကြီး force သုံးပြီးတော့အားသုံးပြီးတော့လေ့ကျင့်ခန်းလုပ်လို့မရပါဘူး active နဲ့ active assisted เนาะ exercise တွေပေးပါတယ်เนาะ task oriented training ဆိုတာတော့သူဘာနေ့စဉ်ဘာတွေလုပ်တယ်လဲအဲ့လုပ်တဲ့အလုပ်ကလေးတွေကိုဥတီပြီးတော့ကျမတို့ကပြန်လည်ပြီးတော့လေ့ကျင့်ပေးတဲ့ exercise program လေးတွေပေးပါတယ်ဒါကတော့အကျယ်ရှင်းပြထားတာဖြစ်ပါတယ်နောက်ဒါက exercise ပေါ့နော်ဒါ active range of finger တွေပေါ့နော်ဒီမှာဆိုရင်လက်ညှိုးလေးနဲ့လက်မလေးနဲ့ထိမယ်ဒီမှာဆိုရင်လက်ကလေးနဲ့ထိမယ်เนาะဒီမှာလက်သက်ကျွဲနဲ့เนาะဒီမှာဆိုရင် pinch ကိုလည်း pinch ဆိုတာဒီလိုကင်လို့ရအောင်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးတွေလည်းလေ့ကျင့်ပေးပါတယ်ကိုကလည်းအိမ်မှာလုပ်လို့ရတာပေါ့နော်နောက် contracture phase မှာတော့နည်းနည်းကြွက်သားတွေမာလာတဲ့ stage မှာကျတော့ stretching လို့ခေါ်တဲ့ဆွဲဆန့်ခြင်းလေ့ကျင့်ခန်းလေးတွေကိုကျမတို့ပေးရပါတယ်အဲ့ဒါလည်းအရန်ဆွဲဆန့်ခြင်းတိုင်းဆွဲဆန့်လို့တော့မရဘူးပေါ့နော်ပညာရှင်နဲ့သေချာသင်ပြီးတော့မှလုပ်လို့ရပါတယ်နောက် tendon gliding exercises တွေကတော့ကျမတို့ physiotherapist တွေကနေဦးဆောင်ပြီးတော့သင်ပေးပါတယ် strengthening exercise တွေကလည်းအရေးကြီးပါတယ်ဒါပေမဲ့ကိုက strengthening ဆိုတာတန်ဆွမ်းအောင်လို့ပေါ့နော်ကြွက်သားတွေအားကောင်းလာအောင်လို့ကိုကအဲ့ဒါကြတော့သေသေးချာချာကြည့်ပြီးတော့မှဒီ exercise program တွေဒီ patient မှာဒီလူနာမှာထည့်လို့ရမရဆိုတာလေးကိုသေသေးချာချာassess လုပ်ပြီးတော့ပေါ့နော်အဲ့တော့လုပ်ပြီးတော့မှပေးလို့ရပါတယ်ဒါမှမဟုတ်ဆိုနာပိုနာသွားတတ်တာပေါ့နော်
နောက် positioning နဲ့ splinting ဆိုတာကတော့လက်တွေကောက်ကွေးမသွားအောင်ခြေထောက်တွေကောက်ကွေးမသွားအောင်ကျမတို့ဘယ်လိုမျိုးထားမလဲပေါ့နော်အဲ့တော့ finger stretching exercises လေးတွေကတော့နော်အလွယ်တကူလုပ်နိုင်ပါတယ်နော်လက်ကလေးတွေကို stretching လေးတွေဖြည်းဖြည်းချင်းပေါ့နော် gentle လုပ်ရပါတယ်ဒီမှာဆိုရင်လည်း flexor လေးတွေနော် PIP နဲ့ DIP joint ပေါ့နော်လက်ချောင်းလေးတွေရဲ့ joint လေးတွေကို stretching လေးဖြည်းဖြည်းချင်းလုပ်ရပါတယ်နော်ဒီမှာဆိုလို့ရှိရင်လည်းနော် PIP နဲ့ DIP joint extension ပေါ့နော်ကော့နိုင်အောင်လို့အတွက် stretching exercise လေးတွေကိုပေးရပါတယ်ဒါလေးကဘယ်လိုလုပ်သလဲဆိုတာလေးကိုပြောပြထားတာပေါ့နော်နောက်ဒါကကျတော့ tendon gliding exercise ပေါ့နော်ကြီးလိုက်ရင်လည်းလွယ်ပါတယ်အဲ့ဒါလေးတွေကလက်ချောင်းလေးထားမယ်ဒီမှာရှိတဲ့ tendon တွေပေါ့နော်အရွတ်တွေကိုနော်ဒီပို့ပြီးတော့တန်လာအောင်ကစားနိုင်အောင်လို့ဆိုပြီးတော့ကျမတို့တွေကလေ့ကျင့်ပေးတဲ့ exercise လေးတွေဖြစ်ပါတယ် strengthening exercise ကတော့ကြွက်သားလေးတွေတန်အောင်လို့ရယ်เนาะကျမတို့တေးသေးချာချာလေ့ကျင့်ပေးရပါတယ်အဲ့တော့အဲ့မှာဆိုရင်ပစ္စည်းလေးတွေပေါ့နော်အလွယ်တကူဝယ်လို့ရတဲ့ပစ္စည်းလေးတွေနဲ့ကျမတို့လေ့ကျင့်ပေးပါတယ်เนาะဒါဆိုရင် finger เนาะ scissor လေးနဲ့ညှပ်ထားတာပေါ့နော်တရား intrinsic muscle လေးတွေကောင်းအောင်လို့ရယ်เนาะဒီမှာကျတော့ကင်နိုင်ဖို့ရယ်เนาะ grip ကောင်းဖို့ရယ်เนาะဒါ pinch ပေါ့နော်ညှပ်အားကောင်းဖို့ရယ်เนาะဒီမှာ finger spread ဆိုတာဒီက abductor လေးတွေ adductor လေးအားကောင်းအောင်လို့လုပ်တာရယ်เนาะ extension တွေကိုဒါ theraband လေးနဲ့เนาะ against လုပ်ပြီးတော့လုပ်တာရယ်เนาะ finger spread ကတော့ဒါအားကောင်းအောင်ပေါ့နော်လက်ချောင်းလေးတွေရဲ့ extensor surface ကိုအားကောင်းအောင်လုပ်တာဒါက full grip strength ကိုရအောင်လို့အတွက်လေ့ကျင့်ပေးတဲ့ exercise တွေဖြစ်ပါတယ်အဲ့တော့ဒီပုံလေးကကြတော့သူက contracture မဖြစ်အောင်လို့ပေါ့နော်လက်ကလေးဆိုလို့ရှိရင်လည်းဒီ metacarpophalangeal joint လေးကိုဘယ်လောက် degree ထားမယ်เนาะwrist ကိုဘယ်လိုထားမလဲเนาะဟို forearm ကို straight ထားမယ် elbow ကို straight ထားမယ်ဒါမျိုးလေးတွေနဲ့ကျမတို့ကလိုရင်လိုအပ်တယ်လို့ဒီလို positioning ပေါ့เนาะအနေထားလေးတွေနဲ့ splinting technique လေးတွေကိုသုံးပါတယ်ဒါလေးကကြတော့ home exercise program လေးပါဒါကတော့အလွယ်တကူလဲလူနာတိုင်းလုပ်လို့ရတာပေါ့เนาะနာမနေဘူးဆိုလို့ရှိရင်နာတာရော့သွားပြီဆိုရင်လည်းလုပ်လို့ရပါတယ်အဲ့တော့ဒါလေးကလက်ဆက်ထားမယ်လက်ကလေးကိုအောက်ကိုကုပ်မယ်လက်ပြန်ဆက်မယ်ဒါလေးကဒီဘက်เนาะ radial deviation ulnar deviation လက်ကလေးတွေဟိုဘက်ဒီဘက်လုံးမယ်ပြီးတော့ okay sign လေးပေါ့ဝိုင်းလေးဝိုင်းမယ်ဒီမှာဆိုရင်လည်း grasp spread ပစ္စည်းတွေကင်ဖို့အတွက်လေ့ကျင့်ပေးတာဒါဆိုရင်လည်းလက်ချောင်းလေးတွေကိုဘေးကိုကပ်မယ်เนาะနောက်ဒီမှာလက်မဆိုရင်ကတ်ထားမယ်လက်မဆိုရင်ခွာထားမယ်ဒါမျိုးလေးတွေကလည်းအိမ်မှာအလွယ်တကူလေ့ကျင့်လို့ရပါတယ်เนาะအဲ့တော့မျက်နှာလေးကျင်ကန်းလေးတွေကလည်းလုပ်ပေးရပါတယ်မျက်နှာလေးကျင်ကန်းတွေကပါးစပ်ကြဲဟနိုင်မှเนาะသူရဲ့အာဟာရဆိုင်ရာပြဿနာတွေမဖြစ်အောင်လို့ပေါ့เนาะအဲ့တော့ orofacial exercise တွေမလုပ်ခင်မှာ assessment တွေသေချာလုပ်ရပါတယ်เนาะအဲ့တော့တချို့တွေလုံနိုင်တဲ့သူကြတော့သူ့ဘာသူလူနာဖာသာလုပ်ရတယ်မလုံနိုင်တဲ့သူကြတော့ဒါကျွမ်းကျင်တဲ့ physiotherapist ရဲ့အကူအညီနဲ့လုပ်ရတာပေါ့နော်အဲ့တော့ဒီပုံလေးဆိုလို့ရှိရင်လွယ်ပါတယ်နော်အဲ့တော့မျက်နှာလေးကျင်ကန်းကြတော့ကတွင်းနဲ့မျက်နှာလေးကျင်ကန်းကဒါကျမတို့လေးချွန်းသလိုမျိုးနှာခမ်းလေးကိုစုလိုက်တာပေါ့နော်စုလိုက်ပြီးတော့သူကခဏနော်ထားရတယ် count to 5ပေါ့1 2 3 4 5ဆိုပြီးတော့မှပြန်ပြီးတော့နားတယ်ပြီးတော့ပြန်လုပ်တယ်ပေါ့နော်အဲနောက်တစ်ခုကလည်းဒီလိုပဲဒါပါးဖောင်းတဲ့လေ့ကျင့်ခန်းပေါ့နော်မျက်နှာ orofacial ဆိုတော့ဒါ air တွေကို trap လုပ်ပြီးတော့လုပ်တယ်သူကလည်းတစ်ကနေ9အထိကြီးရတယ်နောက် exercise ကကြတော့ smile exercise ပေါ့နော်သူကလည်း facial muscle တွေကအားကောင်းအောင်လို့လုပ်ရတယ်သူလည်း1 2 3 4 5စိတ်ထဲကနေရှိပြီးတော့လုပ်ရတယ်ဒီလိုလေ့ကျင့်ခန်းတွေကမှန်ကြည့်ပြီးလုပ်လို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်လူနာတွေအတွက်เนาะဒါကကြတော့ပါးစပ်ကိုကျဲနိုင်သမျှကျဲပါးစပ်ဟတာပေါ့เนาะအဲ့ဒါလေးကိုလည်းလေ့ကျင့်ခန်းအနေနဲ့လုပ်လို့ရပါတယ်ဒါကတော့လက်နှစ်ဖက်ကို cross လုပ်ပြီးတော့ဘေးကိုကိုယ်လက်နဲ့ကိုခံနိုင်တဲ့လောက်ပေါ့เนาะstretching ပုံစံမျိုးလုပ်တဲ့ဟာဖြစ်ပါတယ်ဒါလေးကလည်းအလွယ်တကူလုပ်လို့ရတဲ့ exercise တွေဖြစ်ပါတယ်ဒါကတော့ time depressor တွေသုံးတာပေါ့ပါးစပ်ကိုနည်းနည်းပဲဟနိုင်ရင်ဥမာ3-4ချောင်းပဲဒီတဲ့ပိုဟနိုင်ရင်အများကြီးနဲ့ပါးစပ်ကိုဟနိုင်အောင်လို့လေ့ကျင့်ပေးတဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်အဲ့တော့ဒီမှာဒီလေ့ကျင့်ခန်းတွေအပြင်เนาะလူနာတွေကိုเนาะကတွင်းတန်ရှင်းရေးကောင်းဖို့တွေလည်းကျမတို့တွေကပညာပေးဟောပြောရပါတယ် dental care access ပေါ့เนาะအဲ့တော့သွားတွေကို view site ဖို့တွေလည်းပြောရပါတယ်အဲ့တော့အစားတဲ့အခါမှာလည်းsmall bites ပေါ့တစ်ခါစားရင်နည်းနည်းနဲ့เนาะပျော့လေးတွေစားတဲ့နဲ့เนาะ prolong chewing ပေါ့เนาะသူတို့ကအကြာကြီးဝါရတာတွေရှိရဲ swallowing problem တွေရှိတော့လေအဲ့တော့ဒီလိုမျိုးလေးတွေကိုလည်း view site ပြီးတော့ပြောရပါတယ်เนาะအဲ့တော့ swallowing exercises ဆိုတာအစာရည်မျိုးဂျင်းအတွက်เนาะတန်ဆွမ်းအောင်လို့ level ကကြွက်သားတွေကိုတန်ဆွမ်းအောင်လို့လေ့ကျင့်ပေးရပါတယ်သူက bolus control ကောင်းကောင်းလုပ်နိုင်မယ်နှမို့ဆို
အစာထည့်လိုက်တာနဲ့တို့ကတေချာမလုံနိုင်ဘူးဆိုလို့ရှိရင်เนาะ immitant airway တွေလည်းရောက်သွားပြီး aspiration pneumonia လို့ခေါ်တဲ့အဆုတ်ထဲမှာပိုးတွေဖြစ်ပြီးတော့เนาะဟိုလူနာက ICU တို့အထူးကြပ်မတ်ဆောင်တွေပါတယ်ရောက်နိုင်ပါတယ်အဲ့ဒီအတွက် swallowing problem တွေရှိတဲ့ patient တွေဆိုလို့ရှိရင်သင်ပေးရပါတယ်เนาะ effectful swallow ဆိုတာအားနဲ့ပေါ့เนาะသူကဒီမှာတော့တင်စားထားတာတော့tennis ကောက်သီးကိုပေါ့เนาะ golf ball ကိုမျိုးချတဲ့ကဲတော့ပေါ့နော်အဲတင်းကြပ်နဲ့မျိုးချရမယ်ပေါ့နော်နောက်ပြီးတော့ချင်းတောင်းချင်းတက်ကမော့ပြီးတော့နော်မှတ်တမဲ့မော့ပြီးတော့လုပ်လို့မရဘူးလေဘင်းကိုတက်ထားရမယ်ပြီးရင်မျိုးချတဲ့အခါမှာခေါင်းလေးကိုငုံပြီးတော့မှတခါတည်းမျိုးချရမယ်ပေါ့ဒီလိုမျိုးလေးတွေနဲ့ကျမတို့သင်ပေးရပါတယ်နောက်ပြီးတော့စားတဲ့အစားအသောက်ကလည်း soft ဖြစ်ရမယ် moist food တွေဖြစ်ရမှာပေါ့နော်6တယ်ဆိုလို့ရှိရင်သူကရေအများကြီးလို့တော့သူပါဇက်ကလည်းလူနာကလည်းမဖွင့်နိုင်တော့အခက်အခဲတွေအများကြီးရှိပါတယ် avoid dry or sticky texture တွေကိုရှောင်ရတာပေါ့နော်အဲ့တော့ဖြည်းဖြည်းချင်းလေ့ကျင့်ပေးရပါတယ်ဒီ exercise တွေကနောက်တစ်ခုက breathing exercise တွေကတော့အလွယ်တကူလေးလုပ်နိုင်ပါတယ် diaphragmatic breathing ဆိုတာနော်ရင်ဝမ်းကြားကြွက်သားကြီးကိုအားရှိအောင်လို့နော်လုပ်ပေးတဲ့ exercise တွေဖြစ်ပါတယ်အဲ့တော့ဒီ exercise တွေကနော်ဒီ exercise တွေလုပ်ထားတော့မှသာနေဒီလိုမျိုး respiratory muscle လို့ခေါ်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကြွက်သားတွေကအားကောင်းနိုင်မှာဖြစ်ပါတယ်အဲ့တော့ past lip breathing ကကြတော့မောတဲ့အချိန်လေးမှာဆိုရင်ဒီ breathing exercise လေးက important ကျမတို့သင်လျော်တဲ့ exercise လေးဖြစ်ပါတယ်မောမှသင်လို့မရအောင်ပေါ့နော်ဘာမှမဖြစ်ခင်တည်းကလူနာကိုကျမတို့သင်ရပါတယ်အဲ့တော့အသက်ရှူသွင်းတဲ့အချိန်မှာเนาะ1နှစ်ပေါ့နော်နောက်ရှူထုတ်တဲ့အချိန်ကျတော့เนาะအချိန်ကြာလေးရှူထုတ်ရပါတယ်เนาะဒါမျိုးလေးတွေနဲ့ဖြည်းဖြည်းချင်းကျွမ်းကျင်ပညာရှင်တွေကသင်ပေးပါတယ်နောက်တစ်ခါ segmental breathing ကတော့အဆုတ်ရဲ့ဘယ်နေရာမှာပြဿနာပိုဖြစ်နေတယ်လဲအဲ့ပေါ်မှာမူတည်ပြီးတော့ upper lobe လားအပေါ်လားအလယ်လားအောက်လားအဲ့ပေါ်မှာမူတည်ပြီးတော့ segment တွေလိုက်ကျမတို့ breathing exercise ကိုလေ့ကျင့်ပေးတာဖြစ်ပါတယ်အဲ့ဒါကတော့ဒါ apical ဒါဥပမာ apical breathing ပေါ့နော်အဲ့တော့ segmental breathing ကတော့ပညာရှင်တွေနဲ့လုပ်ပြီးရင်ပိုကောင်းပါတယ်အဲ့တော့ aerobic exercise အနေနဲ့ကကြတော့เนาะ pulmonary arterial hypertension မရှိဘူးပေါ့เนาะအဆုတ်လို့သူသွေးတိုးခေါ်မှာပေါ့เนาะအဆုတ်ဖိအားတွေများတဲ့အချိန်မှာလုံးလို့မရဘူးပေါ့เนาะအဲ့လိုမျိုး pulmonary hypertension arterial hypertension မရှိရင်တော့เนาะ moderate intensity လို့ခေါ်တဲ့เนาะ exercise เนาะအဲ့လောက်ထိလုပ်ပေးလို့ရပါတယ်ဥပမာလမ်းလျှောက်မယ် cycling ပေါ့เนาะအဲ့တော့မိနစ်15မိနစ်20နာရီဝက်လောက်လျှောက်မယ်လွန်ဆုံးမိနစ်40เนาะအဲ့တော့ both dyspnea scale နဲ့ဆိုရင်11-13ပေါ့နော်ဒါ research လုပ်မဲ့သူတွေအတွက်ပေါ့နော်ဒါမျိုးလေးတွေနဲ့နော်မမောတဲ့အချိန်ထိတော့နည်းနည်းလေးတော့မောရမယ်ဒါပေမဲ့ရက်လိုက်ရင်တက်တာသွားရမယ်ပေါ့နော်အဲ့လိုလုပ်ပေးလို့ရပါတယ် pulmonary arterial hypertension ရှိရဆိုရင်တော့ကျမတို့ graded interval training program နဲ့သွားရပါတယ်အဲ့တော့သွားပြီးရင်ဟိုတောက်လျှောက်တီးပေးလို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာမောသလားနော်နှလုံးခုန်နှုန်းတွေဘယ်လိုရှိသလဲ oxygen saturation တွေဘယ်လိုရှိသလဲနော်လိုအပ်လို့ရှိရင် supplemental oxygen လို့ခေါ်တဲ့ oxygen ကိုဘေးနားမှာထားပြီးတော့မှလေ့ကျင့်ခန်းတွေလုပ်ပေးရပါတယ်အင်မတန်သတိထားပြီးလုပ်ပေးရတာပေါ့နော် resistance exercise တွေကကြတော့ဒါသူ့ရဲ့ဥထုံးတွေပေါ့နော်1 to 3 sets of 8 to 15 repetitions တွေလုပ်ရတယ် bands လေးတွေနဲ့ light weights လေးတွေကိုသုံးပြီးတော့လုပ်ရတယ်အဲ့ဒါလည်းလူနာကိုကြည့်ရတာပေါ့နော်အဲ့တော့ weight ကလေးတွေမနိုင်ဘူးဆိုရင်လည်းကျမတို့ကပေးလို့မရဘူးပို့ပြီးတော့ injury ရသွားမှာဆိုလို့လေအဲ့တော့ proximal garden နဲ့ trunk ကိုကျမတို့ကအထူးresistance တွေသုံးပါတယ်ဒါကတော့ flexibility နဲ့ posture ကောင်းဖို့ပေါ့နော်ဒီမှာဆိုရင် neck ကို posture ကောင်းဖို့အတွက် flexibility ကောင်းဖို့လေ့ကျင့်ပေးပါတယ်ဒါဆိုလို့ရှိရင် arm နေပေါ့နော်ဒါဆိုရင်လည်းပုံလေးတွေကျင့်အလွယ်တကူပေါ့နော်လေ့ကျင့်လို့ရပါတယ်ဒါနော် hamstring stretching လေးတွေဒါ gastrosoleus stretching ပေါ့နော်ဒါတွေကအကုန်လုံးလွယ်ကူကူလေးနဲ့နော် pain သက်သာတဲ့အခြေအနေတွေမှာလုပ်လို့ရပါတယ်ဒါပေမဲ့လေ့ကျင့်ခန်းမလုပ်ခင်တော့မောနေလို့တော့မရပါဘူးနော်ပို့ပြီးတော့heart နှလုံးခုန်နှုန်းတွေမြန်နိုင်တယ်ပို့ပြီးမောနိုင်တာပေါ့နော်နောက်တစ်ခုက physical modality တွေအနေနဲ့ set တင်နေဆိုရင်ကျမတို့က paraffin bath therapy ပေးပါတယ်နော်ဖျောင်း therapy ဒါပေမဲ့အဲ့ဒါကလည်းလက်တွေဆိုရင်ကျမတို့ကတေးသေးချာချာကြည့်ရပါတယ်နော် digital ulceration ပေးလို့မရအောင်အနာလေးတွေရှင်ပေးလို့မရအောင် Raynaud's phenomenon တအားဆိုရင်လည်းပေးလို့မရအောင်နော်သူ့ရဲ့ indication တွေ contra indication လို့ခေါ်လုပ်တင်လားမလုပ်တင်လားတွေကိုတေးသေးချာချာချိန်ဆရပါတယ်ဒီထဲမှာရှိတဲ့ paraffin wax ပေါ့နော်အဲ့တော့ဒီဖျောင်းရဲ့အပူချိန်ကိုလည်းကျမတို့ကတေးသေးချာချာထိန်းကြည့်ပြီးမှပေးလို့ရပါတယ်နော်
အဲ့တော့ဒီမှာ thermal modality ဆိုခေါ်တဲ့အပူပေးတဲ့ကုထုံးတွေကကြတော့အန်တီရယ်တွေလည်းရှိနိုင်တယ်အကျိုးကျေးဇူးတွေလည်းရှိနိုင်တာဖြစ်တဲ့အတွက်ကျမတို့ benefit versus risk လို့ခေါ်တဲ့เนาะအကျိုးကျေးဇူးကပိုများမလားဆိုတာလေးကိုကျမတို့စဉ်းစားပြီးမှလုပ်ရတာဖြစ်ပါတယ်အဲ့တော့အပူပေးရင်ဘာလို့ပေးသလဲပေါ့เนาะအပူပေးရင်အလွယ်ပြောရရင်ပူလာရင်ကြွက်သားတွေကပျော့ပြောင်းလာတယ်ပျော့ပြောင်းလာတော့ခုနကအရေပြားမှာပုံနေတဲ့ collagen fiber တွေကပျော့ပြောင်းလာတယ်အဲ့တော့လေ့ကျင့်ခန်းလုပ်ရတာပိုလွယ်တယ်လေ့ကျင့်ခန်းလုပ်ရတာလွယ်ရင်တဖြည်းဖြည်းနဲ့သူ့ရဲ့အစစ်တွေကကောင်းလာမယ်ကြွက်သားတွေကအားရှိလာမယ်ဒီလိုရည်ရွယ်ချက်နဲ့ဒီအပူပေးတဲ့ကုထုံးတွေကိုကူတာဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့ဆက်ကလေးနဲ့ပေါ့เนาะtranscutaneous electrical nerve stimulation pain ရှိတယ်ဆိုလို့ရှိရင်ဒါကသူ့ရဲ့ electrode တွေအောက်မှာလည်းအနာတွေရှိရင်လုပ်လို့မရပါဘူးเนาะအရန်ကြီး infection တွေရှိရင်လည်းလုပ်လို့မရဘူးအဲ့တော့ case ကိုမူတည်ပြီးတော့လုပ်ရပါတယ် laser therapy ကိုလည်းပေးလို့ရပါတယ်ဒါကလည်း case selection တေချာလုပ်ရပါတယ် ultrasound therapy ကလည်းပေးလို့ရပါတယ် true stiffness တွေအရန်ဆိုးတယ်ဆိုလို့ရှိရင်ကျမတို့ ultrasound therapy ပေးရင်เนาะအတန်လှိုင်းလွန်နီးနဲ့ကျမတို့ကဒီ collagen extensibility ကိုเนาะ short ချပေးပါတယ်เนาะနောက် occupational therapy ကလက်မှုပေါ့เนาะလက်ကလေးတွေကเนาะ grip အားတွေမကောင်းဘူးအဲ့အတွက်เนาะမျက်နှာတစ်ထားခက်တယ်တကားဖွင့်ရတာခက်တယ်ဆိုရင်ဒီလိုမျိုးတော့ဆိုလို့ရှိရင်လည်းကင်နိုင်အောင်လို့เนาะပိုးပေးရတာပေါ့ပစ္စည်းလေးတွေနဲ့ပိုးပေးရတယ်เนาะသွားတိုက်ဆေးတွေဒီမှာခရင်းတွေဆိုရင်လည်းလက်ကင်လေးတွေလုပ်ပေးရတယ်เนาะဒီမှာဆိုလို့ရှိရင်လည်းသူခရင်းလေးကင်နိုင်အောင်လို့เนาะပစ္စည်းလေးတွေနဲ့เนาะဟိုလုပ်ပေးရတာပေါ့เนาะအဲ့လိုလုံးမသာလျှင်အမိကိုကင်းကင်းနဲ့เนาะလူနာကရက်တည်နိုင်မှာဖြစ်ပါတယ်ဒါကကြတော့ split လေးလိုရင်ကျမတို့ကတက်ပေးတယ်ပေါ့เนาะထပ်ပြီးတော့လက်ကလေးတွေမကွေးမကောက်သွားအောင်လို့ဒီလိုကုထုံးလေးတွေနဲ့လည်းကုပေးပါတယ်လိုအပ်ရင် assistive devices လို့ခေါ်တဲ့အာပြုကိရိယာလေးတွေလည်းကျမတို့ကပေးတာပေါ့เนาะနောက် assistive devices တွေပေးတဲ့အခါမှာလည်းဒီလူနာနဲ့တင့်လျော်တဲ့လက်ရောညှိထွေဖြစ်တဲ့เนาะ devices တွေပေးမှသာလျှင်ဟိုအဆင်ပြေတာဖြစ်တဲ့အတွက်တေချာရွေးချယ်ပေးဖို့လိုပါတယ်နောက်လူနာတွေရဲ့အိမ်မှာလေ workplace ကအလုပ်မှာအိမ်မှာ modifications လေးတွေကျမတို့ကလုပ်ပေးရပါတယ်အဲ့ဒါကကြတော့ occupational therapy လို့ခေါ်တဲ့လက်မှုကိုကျွမ်းကျင်အောင်လုပ်တဲ့ပညာရှင်ကတွားကြည့်ရပါတယ်ဆေးရုံကမစင်းခင်ဒါမှမဟုတ် OPD လူနာဆိုလဲသူ့အိမ်ကိုတွားကြည့်ရတယ်တွားကြည့်ပြီးရင်ဘာလေးတွေလုပ်ပေးလို့ရတယ်လဲဆိုတာကိုသူက assess လုပ်တယ်အကြံဉာဏ်ပေးတယ်လုပ်ရတာတော့မိသားစုနဲ့အိမ်ကလုပ်ရတာပေါ့နော်ဒီလိုပညာရှင်တွေကိုကျမတို့နိုင်ငံတော်ကနေပြီးတော့ဒီဟို COVID မတိုင်ခင်ကကျမတို့လွှတ်ပါတယ်ဒါပေမဲ့2ဦးလွှတ်ပါတယ်ဒါပေမဲ့ဟိုပြန်လာပါတယ်เนาะဂျပန်ကိုလွှတ်တယ်ပြန်လာပြီးတော့အကြောင်းမျိုးကြောင့်ပေါ့နော်ကျမကတော့တစ္ဆာမရှိဘူးလို့ပဲပြောချင်ပါတယ်ကိုတိုင်းပြည်ကိုဆုံးခွာပြီးတော့နိုင်ငံခြားမှာသွားအလုပ်လုပ်တာပေါ့နော်ဘောနောင်ပြည့်အောင်မလုပ်သွားပါဘူး9နှစ်ဘောလေးကိုတော့မလုပ်သွားဘူးပေါ့နော်အဲ့တော့ကျမတို့စီမှာလောလောဆယ်မှာ rehab team မှာဒီလို occupational therapist လို့ခေါ်တဲ့ပညာရှင်ကတော့လောလောဆယ်မရှိသေးပါဘူးဒီပညာရှင်ရဲ့ကိုစားပေါ့နော်ကျမတို့ rehab ဆရာဝန်တွေနဲ့ physiotherapist လို့ခေါ်တဲ့အကျော်ကျွမ်းကျင်ပညာရှင်တွေကနေသူတို့ရဲ့တာဝန်တွေကိုလုပ်ပေးနေတာဖြစ်ပါတယ်ကျမတို့လည်းဒီလိုပညာရှင်တွေထပ်မံပြီးမွေးထုတ်ဖို့အတွက်ပေါ့နော်ကျမတို့တွေစူးစမ်းနေပါတယ်။ Now alternative techniques အနေနဲ့ manual lymphatic drainage ပေါ့နော်ဒါလေးကလည်းလုပ်ပေးလို့ရပါတယ် lymph flow တွေကောင်းအောင်လုပ်အတွက်ပေါ့နော်ဒါလေးကဒါကျွမ်းကျင်တဲ့ပညာရှင်ကလုပ်ပေးရင်ပိုကောင်းပါတယ် skin management ကလည်း moisturization တေချာလုပ်ပေးရမယ်เนาะ careful handling of fragile skin တွေเนาะအရေးပြားလေးတွေကတစ်ခါလေကြာရင်ထိလိုက်တာနဲ့เนาะထိခိုက်ရှာနာလွယ်တဲ့အဖြစ်အတွက်တေချာဂရုစိုက်ရပါတယ်အဲ့တော့အဲ့လိုမျိုး skin problem ရှိရင် aggressive stretching လို့ခေါ်တဲ့ကိုကကောင်းစီလို့တအားဆွဲဆန့်လိုက်တာမျိုးလုပ်လို့မရပါဘူးเนาะအထူးသဖြင့် ulcerated နာလေးဖြစ်နေတဲ့နေရာသွေးเนาะ ischemic area သွေးရှောင်နေတဲ့ area တွေမှာလုပ်လို့မရဘူးပေါ့เนาะအဲ့တော့ Raynaud စေ digital answer တွေရှိရဆိုရင် thermal protection ကိုကျွန်တော်တို့က education တေချာပေးရပါတယ်เนาะဟို smoking cessation ပေါ့เนาะအဲ့တော့ဆေးလေးတောက်တာဘယ်မှเนาะကောင်းကျိုးတွေဘာမှမဆောင်ကျင်ဘူးဆိုးကျိုးတွေပဲဖြစ်တဲ့အတွက်ဆေးလေးတောက်ရင်ရပ်ခံရပါတယ်เนาะ vibration တွေနဲ့เนาะသုံးတဲ့ဥမာတုံခါတဲ့ပစ္စည်းတွေနဲ့သုံးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအလုပ်ကိုင်လေးကိုပြောင်းဖို့အတွက်အကြံဉာဏ်ပေးရတာပေါ့เนาะအဲ့တော့ဒီ digit တွေကနေပြီးလက်ချောင်းလေးတွေမှာလည်း pressure တို့ trauma တို့မဖြစ်အောင်ကျွန်တော်တို့လက်ချောင်းလေးတွေခြေချောင်းလေးတွေကို view designနဲ့ကုသမှုတွေပေးရတာပေါ့နော် health education တွေပေးရတယ်အဲ့မှာကိုယ့်ရဲ့ energy တွေမဆုံးရှုံးအောင်ဘယ်လိုမျိုးလုပ်မလဲပေါ့နော်အဲ့တော့ energy တွေမဆုံးရှုံးအောင်ဆိုရင်သူလူနာရဲ့နော်နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာအပိုင်းပိုင်းလေးတွေခွဲပြီးတော့ rest period ထားမှာပေါ့အနာပေးထားရမယ်တချို့လူနာတွေကဟင်းချက်တယ်ဆိုလို့ရှင်တနေ့ကုန်ပေါ့နော်မနေ့ခင်းမှလည်းမတည့်ရတယ်ညနေလည်းမတည့်ရတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟင်းချက်တဲ့အချိန်ကိုလည်း limit လုပ်ပေါ့နော်ဥမာတနာရီပဲချက်မလားချက်နေတော့မှလည်းမတက်အကြာကြီးမရက်ဘဲနဲ့ထိုင်နေခဏ
ထိုင်လိုက်မယ်10မိနစ်လောက်ထိုင်မယ်เนาะ weight bearing တွေကို short ချပေးမယ်ဒါမျိုးလေးတွေနဲ့ fatigue မဖြစ်အောင်လဲကျမတို့ကအသေးစိတ်ပြောရတာပေါ့နော်နောက်ပြီးတော့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာဆိုရင်ဥပမာ lower limb မှာခြေထောက်တွေမှာเนาะရေပြားတွေတင်းနေပေါ့နော် contracture တွေကောက်ကွေးနေတယ်ဆိုရင်ထိုင်ပြီးလုပ်တဲ့ activity လေးတွေ seated activity လေးတွေကပိုကောင်းတယ်ဆိုတာလေးတွေကိုဒါလူနာတွေကိုရှင်းပြမှာဖြစ်ပါတယ်လူနာတွေအနေနဲ့လည်းလိုက်နာနိုင်တယ်ဆိုရင်ပိုပြီးတော့ကောင်းတာပေါ့နော်နောက်တစ်ခုက joint protection guidelines တွေကကြတော့ဒီလိုလူနာတွေရဲ့လက်ကလေးတွေကလေเนาะလက်ကလေးတွေကအားနေနေတယ်เนาะတချို့เนาะဆရာကြီးဆွေးနွေးသွားတဲ့ထဲမှာလည်းပါပါတယ်လက်ချောင်းလေးတွေလည်းဖြတ်ထားရတယ်ဒါမျိုးလေးတွေရှိတဲ့အတွက် hand grip လို့ခေါ်တယ်เนาะလက်ဆုပ်အားတွေကမကောင်းဘူးပေါ့เนาะမကောင်းတဲ့အတွက်ဒီလိုလူနာတွေမှာဆိုရင်ကျမတို့ကအကြံဉာဏ်ပေးရပါတယ် large strong joints တွေကိုသုံးပေါ့เนาะအဲ့တော့ဘယ်လိုမျိုးလဲဆိုရင်ဥမာအိတ်ကိုတုတ်ဘက်ကိုလွယ်လိုက်မယ်ပေါ့ပခုံးမှလွယ်လိုက်မယ်instead of carrying by the hands ပေါ့နော်လက်ကလေးနဲ့เนาะဟိုအလေးတွေဆွဲမဲ့အစားပခုံးလေးမှပဲလွယ်လိုက်မယ်ဒါမျိုးလေးတွေအသေးစိတ်ကအစားကျမတို့တွေက health education နဲ့ဒါ joint protection guideline လေးတွေကိုပေးရပါတယ်အဲ့တော့ပေးတဲ့အခါမှာလည်းကျမတို့ကဒါ rehabilitation team ပေါ့နော်ပညာရှင်တွေအများကြီးဆရာဝန်တွေရောတခြားပညာရှင်တွေရောပါရပါတယ်အဲ့တော့ဒါလေးက core rehabilitation team ပေါ့နော်ကျမတို့ရဲ့ rehabilitation team မှာတော့ဆရာဝန်ကတော့ rehab team ဆို rehab doctor ကတော့ team leader ပေါ့နော်ပြီးရင် rehabilitation nurse ပါမယ် physiotherapist ပါမယ် occupational therapist ပါမယ်ပြီးရင် clinical psychologist ပါမယ်ခြေတုလက်တုနဲ့အာပြုကိရိယာနည်းပညာရှင်တွေပါမယ်သူတို့ကကြာ split လေးတွေလုပ်ပေးတာပေါ့နော်နောက်ပြီးတော့ medical social worker ပါမယ်အဲ့တော့ကျမတို့ဌာနမှာရှိသောเนาะလူနာများသည်တချို့တွေ social problem တွေရှိတဲ့အတွက်ကျမတို့ကတော့ medical social worker ကနေတဆင့်เนาะအဲ့တော့ disabled people organization DPO တွေနဲ့ဆက်သွယ်ပါတယ်ခုနကဒေါက်တာချုံမလွင်ပြောတဲ့အတိုင်းဆိုလို့ရှိရင်ဒီလိုလူနာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျမတို့အမြဲဆက်သွယ်တဲ့ foundation ကတော့မတန်ဆွမ်းfoundation ပေါ့နော်ဟိုရွှေမင်းသား foundation နဲ့ဆက်သွယ်ပါတယ်အဲ့တော့အခုလက်ရှိ Watt ထဲမှာဆိုရင် GIA ကလေးလေးတယောက်တင်ထားပါတယ်တင်ထားတော့ knee contracture ကြီးနဲ့မိဘကလည်း6နှစ်လောက်ပေါ့နော်သူကဟိုပတ်စံရှာနေရတဲ့အတွက်ကလေးကို neglected case ဖြစ်ပြီးတော့အဲ့ဒါနဲ့ဒေါက်တာရင်မင်းစိုးတင်တယ်ဒေါက်တာရင်မင်းစိုးကျမစီလွှဲလိုက်တာပါအဲ့တော့လွှဲလိုက်တော့ဒီကလေးလေးကိုတင်ထားပြီးတော့ knee contracture ကိုကျမတို့ကုပေးနေပါတယ်အဲ့တော့ဒီကလေးလေးကလက်မှုပညာသူတော်တယ်အဲ့တော့သူကရွှွန့်ကလေးတွေနဲ့ပန်းလေးတွေလုံနိုင်တဲ့အမှုပညာပစ္စည်းလေးဆွဲနိုင်တဲ့အယုတ်ကလေးတွေလုံနိုင်တာဖြစ်တော့ကျမတို့က medical social worker ကနေတဆင့်ရွှေမင်းသား foundation ဆက်သွယ်လိုက်တော့ရွှေမင်းသား foundation ကလာကြည့်ပါတယ်ဒီကလေးအတွက်လည်းသူတို့ဘက်ကတတ်နိုင်တဲ့wayပေါ့နော်အကူအညီပေးမယ်ဆိုတာလေးကိုသူတို့ကပြောပါတယ်အဲ့တော့ rheumatology department အနေနဲ့လည်းအဲ့လိုရှိရဲဆိုရင် medical social worker တဆင့် DPO တွေပေါ့ disabled people organization တွေနဲ့ဆက်သွယ်လို့လည်းရပါတယ်အဲ့တော့ဒါကတော့ core rehabilitation team ပေါ့နော်အဲ့တော့ဒီ team ကတော့ကျမတို့ကဒါကျမတို့ရဲ့ essential တွေပေါ့နော်ဒါပေမဲ့ဒီ team က fix မဟုတ်ဘူးပေါ့နော်ဥပမာ surgeon လိုရင်လည်းပါမယ်เนาะတခြားပညာရှင်တွေလိုရင်ပါမယ် rheumatologist တွေပါမယ်เนาะ nutritionist တွေပါမယ်ဒါမျိုးလေးတွေနဲ့ကျမတို့ team ကိုတည်တည်ချာချာ team work နဲ့လုပ်နေပါတယ်အဲ့တော့လူနာတွေရဲ့ဘဝရေသွေးပေါ့နော် quality of life ရဖို့အတွက်ဆိုရင် research တွေလည်းလုပ်ထားတာပေါ့နော်လုပ်ထားတဲ့အခါမှာ hand program တွေကောင်းဖို့အတွက်လည်း research တွေလုပ်ထားတယ်လုပ်ထားပြီးတော့အောင်မြင်တာလေးတွေလည်းတွေ့ပါတယ် cardiopulmonary benefits တွေရဖို့အတွက်လည်း research တွေလုပ်ထားတယ်เนาะနောက်ပြီးတော့ quality of life အတွက်လည်း research တွေလုပ်ထားတာရှိပါတယ်အဲ့တော့ evidence based medicine နဲ့ကျမတို့ကကုသမှုပေးနေခြင်းဖြစ်ပါတယ်ဒါလေးကတော့ highlight လုပ်ချင်တာက self management program ပေါ့နော်အဲ့တော့ on the quality of life of patients in scleroderma ပေါ့ဒီလို patient မျိုးတွေမှာသူကလူနာအားလုံး54ယောက်ကို2 group ခွဲလိုက်တယ်1 group ကို online ကနေတဆင့်သူတို့ကနေ့စဉ်လုပ်ရမယ်เนาะအချက်ကလေးတွေပို့ပေးတယ်တစ်ဖက်ကကျတော့ပုံမှန် routine management ပဲပေးတယ်အဲ့တော့ online ကနေနေ့စဉ်လုပ်ပေးနေတဲ့ပို့ပေးနေတဲ့အချက်ကလေးတွေလိုက်နာတဲ့အုပ်စုမှာ quality of life ကဘဝရဲ့အရေးသွေးတွေပိုတက်တယ်ဆိုတာကိုတွေ့တာဖြစ်တဲ့အတွက်เนาะဒီလိုလူနာတွေမှာเนาะ self management program လို့ခေါ်တဲ့ကိုယ့်အကိုเนาะစီမံခန့်ခွဲပြီးတော့ကိုယ့်အကိုadjust လုပ်ပြီးနေတဲ့เนาะ exercise တွေလည်းလုပ်မယ်เนาะတခြား factor တွေလည်းလိုက်နာမယ်ဆိုရင်ဘဝရဲ့အရေးသွေးတွေတိုးတက်လာနိုင်ကြောင်းကိုဒီ paper လေးကပြနေပါတယ်အဲ့တော့ချုပ်အားဖြင့်ဆိုရင် rehabilitation ကကြတော့ကျမတို့က it's not just about moving and joint เนาะ joint လေးတစ်ခုလည်းလှုပ်ရှားပြီးတော့လုပ်တာမဟုတ်ပါဘူး it is about reclaiming the ability to participate in own เนาะ life ဖြစ်ပါတယ်အဲ့တော့လူသားတွေရဲ့เนาะပြန်လဲတန်ဆွမ်းဖို့အတွက်ကိုเนาะ rehabilitation ပညာရပ်နဲ့အများကြီးအထောက်အကူပေးနေပါတယ်ဒီလို patient တွေမှာ scleroderma patient တွေမှာလည်းကိုယ့်ရဲ့ဘဝတွေမှာเนาะလှပတဲ့ဘဝလေးတွေကိုပြန်လဲဖန်တီးဖို့ရှိနေတဲ့နေရာကနေဖြစ်ပြီးတာတွေမေ့ခဲ့ပြီးတော့ဘာတွေဆက်လုပ်လို့ရမလဲ
productive citizen ပေါ့နော်တိုင်းပြည်အတွက်ဘာတွေလုပ်ပေးနိုင်မလဲမိသားစုအတွက်ဘာတွေလုပ်ပေးနိုင်မလဲပေါ့နော်ကိုယ်တိုင်ကလည်းလုပ်ချင်တဲ့စိတ်တွေနဲ့ပေါ့နော်အဲ့တော့ရှေ့ဆက်သွားရဲဆိုလို့ရှိရင်လှပတဲ့ဘဝလေးလိုနေကြပန်းလေးလိုလမ်းဆန်းနေမှာဖြစ်ပါတယ်ကျမတို့ဌာနအနေနဲ့ကလည်းအကူအညီတွေအများကြီးပေးလို့ရပါတယ်အခုလည်း Department of Rheumatology နဲ့ကျမတို့เนาะပူးပေါင်းပြီးတော့เนาะactivity လေးတွေလည်းလုပ်နေပါတယ်เนาะဒါကတော့ references တွေပါအဲ့တော့ဒီနေ့ကျမဆွေးနွေးတင်ပြသွားတာကအဲဒီ scleroderma ပေါ့เนาะဒီလိုယောဂမျိုးတွေရေပြားထူလေးဘက်နာယောဂဆိုတာဘာလေးလဲကျမတို့ရဲ့ပြန်လည်တန်ဆွမ်းရေးရည်ရွယ်ချက်တွေကဘာလဲအဲ့တော့ရည်ရွယ်ချက်တွေပြည့်မီဖို့အတွက်ဘယ်လိုမျိုး assessment တွေเนาะဘယ်လိုမျိုးစမ်းသပ်စစ်ဆေးမှုတွေလုပ်တယ်လဲပြီးရင်ဘယ်လိုမျိုးကုသချက်တွေပေးတယ်လဲကိုတယောက်တည်းပေးလို့မရဘူး team approach နဲ့လုပ်ရပါတယ်เนาะဖွဲ့ပြီးတော့လုပ်ရပါတယ်အဲ့တော့အားလုံးရဲ့ရည်ရွယ်ချက်တွေကလူနာတွေရဲ့ဘဝအရေးသွေးเนาะတိုးတက်ဖို့အတွက်เนาะမြင်မာတဲ့ဘဝအရေးသွေးတွေပိုင်ဆိုင်နိုင်ဖို့အတွက်ကျမတို့အားလုံးဝိုင်းဝန်းလှုပ်ဆောင်အောင်ပြောကြားလိုပါတယ်ဒါလေးကတော့ကျမ AI နဲ့ထုတ်ထားတာပေါ့เนาะ Gemini ကနေထုတ်ထားတာအဲ့တော့ဒီလူနာကိုအားလုံးဝိုင်းကြည့်ကြတာပေါ့เนาะ rehabilitation team အနေနဲ့အားလုံးပေါင်းဆက်ပြီးတော့ကြည်ထားရဲဆိုတာလေးကိုတင်စားထားခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်